မိဘရဲ့ကျေးဇူးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ဒေသနာတော်တွေဟာပိဋကတ်3 သွဲနိကေ5 ပြားဓမ္မခန္ဓာပေါင်း 84,000 ဒီကနေ့ပါဠိလိုရေးသားထားတဲ့မြန်မာနိုင်ငံမှာသက္ထသံဃာနာတင်တဲ့မူသံဃာနာ6 တန်အတိမတ်ပြုပြီးတော့စာမျက်နှာပေါင်း 2000 ခန့်နီးနီးရှိတဲ့ပါဠိစာပေထဲမှာမိဘခြေဆုတရားနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတဲ့သုတ်တန်တွေရှိတယ်ပေါ့အဲ့ဒီခြေဆုတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဆုံးမစကားပြောခဲ့သလဲဘယ်လိုဆုံးမတရားတွေဟောခဲ့သလဲဆိုတာဒီကနေ့အကျဉ်းချုပ်မှတ်သားနာယူကြရအောင်ပါဠိစာပေမှာအမေကိုမာတာလို့ဒီလိုခေါ်တယ်အင်္ဂလိပ်မာသားဆိုတာနဲ့အမတန်မှနှိစက်တယ်ပေါ့ဘာလို့ဆိုတော့တဆိုတဲ့စကားလုံးကဒီဟိုတို့အိန္ဒိယလူတွေရွတ်လို့ရှင်မာတာလို့ရွတ်တယ်ဗမာပြည်ရောက်မှအဲ့ဒီတဝမ်းဘူးအတန်ကတစ်မျိုးဖြစ်လာတာနော်သူတို့စီမှာဒန္တဇတလို့ခေါ်တဲ့တရားဒန္တဇတဆိုတာဒီရှားပြားနဲ့သွားအထက်ထိုးပြီးတော့ရွတ်လို့ထွက်လာတဲ့အတန်မျိုးပုံစံနဲ့ရွတ်လို့ရှင်တဆိုတဲ့အတန်ပဲဗမာတွေရွတ်တဲ့တဆိုတဲ့အတန်လိုပဲရှားပြားနဲ့အထက်သွားပြားထိပြီးတော့ရွတ်ရတယ်အဲ့ဒီကထွက်ပေါ်လာတဲ့အတန်မျိုးဆိုလို့အဲ့တော့အင်္ဂလိပ်စကားမာသားဆိုတာနဲ့အမတန်မှတူတယ်လို့ပြောရမှာပေါ့နော်ဘာဖြစ်လို့ဒီလိုတူတာတော့တိုက်ဆိုင်မှုလားလို့ဆိုတော့တိုက်ဆိုင်မှုမဟုတ်ဘူးဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ထွန်းကားခဲ့တဲ့ Indo-Aryan language ဆိုတာအာရီယန်ဘာသာတွေနဲ့ဒီအိန္ဒိယဘာသာတွေဟာဥရောပနိုင်ငံဘက်ကိုပြန့်နှံ့ပြီးတော့သွားတာတမိုင်းကြောင်းကိုကြည့်မယ်ဆိုဒါကို Indo-Aryan language လို့ခေါ်တာပေါ့ဒါကြောင့်မလို့နီးစပ်တယ်စကားလုံးနဲ့တော်တော်နီးစပ်တယ်မာသားဆိုတဲ့စကားလုံးရဲ့အရင်းအမြစ်ကိုရှာကြည့်မယ်ဆိုရင်တော့ဒီအင်္ဂလိပ်လိုအရင်းအမြစ်ကိုရှာဖွေထားတဲ့ဖွင့်ဆိုထားတဲ့ dictionary တွေကိုကြည့်မှပဲသိနိုင်မယ်အဲ့တော့ပါဠိလိုမာတာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပါဠိစာပေကဖွင့်ဆိုတာတော့ပုတ္တံမာနေတိတိမာတာလို့အဓိပ္ပာယ်ရပုတ္တံသားသမီးကိုဗုဒ္ဓလို့ဆိုရင်မဲ့လို့သမီးပါဆုံးလို့တာတရားပါဠိစာပေမှာဒီလိုပဲစကားလုံးဟာအနဲ့အတင်နဲ့ပေါင်းထားတယ်တိုးအောင်လို့လုပ်ထားတဲ့စကားလုံးဗုဒ္ဓံသားသမီးကိုမာနေတိချစ်ခင်မြတ်နိုးတတ်၏ချစ်ခင်မြတ်နိုးတတ်သောကြောင့်မာတာလို့အဲ့တော့ပါဠိစာပေကလာတဲ့မာတာဆိုတဲ့စကားလုံးဟာသားသမီးပေါ်မှာချစ်ခင်မြတ်နိုးတတ်တဲ့လူသားတူမိခင်လို့ဒီလိုဆိုတာနော်သူများပေါ်တော့သူချစ်ချင်မှချစ်မှာပေါ့သို့တော့မိမိရင်မှာဖြစ်ပွားတဲ့သားသမီးပေါ်မှာသူချစ်ခင်တယ်ဆိုတာသိချာမေတ္တာတုတ်မှာဆိုလို့ရှိရင်လေအလုံးမေတ္တာတုတ်ကြားဘူးနေကြတာဆိုတော့မေတ္တာတုတ်မှာမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေလို့မြတ်စွာဘုရားကဥပမာအနေနဲ့ဟောထားတယ်မိခင်တူဟာတဲ့တူရီတော်မိမိရဲ့ရင်သွေးယရနာကိုအသက်ပေးပြီးတော့ဆောင်းရှောက်ကာကွယ်တယ်အဲ့ဒီမိခင်ရဲ့ချစ်ခင်မြတ်နိုးမှုဟာတူရီတော်သားသမီးပေါ်မှာစုပြုံရောက်ရှိနေသလိုတတ္တဝါအလုံးတွေပေါ်မှာမိခင်ရဲ့မေတ္တာသူ့ရင်သွေးပေါ်မှာထားသလိုထားနိုင်အောင်ကြိုးစားပါလို့မြတ်စွာဘုရားဟောတယ်မေတ္တာထားဖို့နားလည်အောင်လို့ပြောတဲ့စကားတခုအဲ့တော့မာတာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအမတန်မှနှစ်သက်စရာကောင်းတယ်ပေါ့သာသမီပေါ်မှာချစ်ခင်မြတ်နိုးတတ်လို့မာတာလို့ခေါ်တာတခါပိတာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပိတာလည်းပနဲ့ဖဆိုတာအလွန်နီးတာပဲ
တခါတခါပကိုဖလို့ရွတ်တာရှိတယ်ပေါ့ဒါကြောင့်မို့ father ဆိုတဲ့အင်္ဂလိပ်စကားနဲ့နီးပြန်ရောသူလဲတော်ထူးဆန်းတဲ့ဒီစကားလုံးတွေကလူသားတွေကတစ်ချိန်တစ်ခါတုန်းကလူသားမျိုးနွယ်တွေဟာအနေဝေးသွားကြလို့ဘာသာစကားတွေဝေးကွာသွားတယ်အရင်ကဖြစ်တဲ့အမေအဖေခေါ်တာကြတော့တော်ကိုနီးစပ်ကြတယ်ပေါ့မြန်မာလူမျိုးတွေကအမေလို့ခေါ်တယ်လို့ဘုန်းကြီးတို့တီဟိုနေတဲ့အခါကျတော့တီဟိုကသားသမီးတွေကသူတို့အမေကိုအမေလို့ခေါ်တယ်ဒီကတော့ပေါ့ပေါ့ခေါ်လိုက်တာအမေလို့အမေလို့ခေါ်တယ်ဟိုကအမေလို့ခေါ်တယ်အဲ့ဒါလောက်ပဲကွာတယ်နော်ပါဠိမှာလည်းပဲအမဆိုတဲ့စကားလုံးရှိတယ်အဲ့တော့တရုတ်စကားမှာလည်းပဲအမဆိုတာရှိသေးတာပဲနော်အမေကိုပြောတာလေအဲ့တော့ဒီအမေဖေဆိုတာခေါ်တာဟာလူဘာသာစကားမှာဒါပထမဆုံးပေါ်တဲ့ဘာသာစကားလို့ပြောလို့ရတာပေါ့လူတွေကဒီပြင်စကားလုံးမပြောခင်ကအမေဖေဆိုတဲ့စကားလုံးကိုအရင်ပြောမှာပေါ့သူနဲ့အနီးဆက်ဆုံးကိုကျန်တာတွေကအတွေ့အကြုံရမှတ်တမ်းတင်ပြီးတော့ပြောနေကြတာစကားလုံးတွေဖြစ်ပေါ်လာပုံကစိတ်ထဲမှာရှိတာထုတ်ပြီးတော့ပြောကြတာအဲ့တော့ပိတာဆိုတဲ့ပါဠိစကားလုံးဟာလည်းပဲ Indo-Aryan language ဆိုတော့ father ဆိုတာပိတာကလာတယ်လို့ပြောလို့လည်းရတာပဲသူရဲ့ definition ကိုတော့ပါဠိစာပေမှာဗုဒ္ဓံပါတိရက္ခတိတိပိတာမိမိရဲ့သားသမီးကိုစောင့်ရှောက်ကာကွယ်တတ်တယ်ဟုတ်တယ်လူအဖွဲ့အစည်းထဲမှာဆိုရင်အမေကချစ်ခင်မြတ်လို့တဲ့အဖေရဲ့တာဝန်ကကာကွယ်စောင့်ရှောက်တယ်ပေါ့ဒါတကယ်လူအဖွဲ့အစည်းထဲမှာအဖေလှုပ်တဲ့ပုဂ္ဂိုလ်ကဘေးကအန္တရာယ်ကိုကာကွယ်စောင့်ရှောက်ရတာမိခင်လှုပ်တဲ့ပုဂ္ဂိုလ်ကချစ်ခင်မြတ်လို့ပြီးသားသမီးနဲ့အတူနေတာအဖေဆိုတာအတူနေကြမှနေမယ်သို့တော့အန္တရာယ်မရောက်အောင်သူကဥဆောင်ပြီးတော့ကာကွယ်ဆောင်ရှောက်ရတယ်အဲ့ဒါလို့လူသားတယောက်လူဘဝရောက်လာတဲ့အခါမှာပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲပေါ့ကျန်တာတွေကနောက်မှတွေ့တာလေအဲ့တော့အခုလူသားမျိုးနွယ်တယောက်လူလောကရောက်လာတယ်ဆိုတာကောင်းကင်ဘုံကနေခုန်ဆင်းပြီးတော့ရောက်လာတာမဟုတ်ဘူးမိခင်ရဲ့ဝမ်းထဲမှာတရေတီးပြီးတော့မှရောက်ရှိလာကြတယ်အဲ့တရေတီးပြီးတော့ရောက်ရှိလာတဲ့အခါမှာဘုရားတရားတော်အရာမြတ်စွာဘုရားကလူသားလို့ဘယ်ချိန်ကစပြီးတော့သတ်မှတ်တုံးဆိုလို့ရှိရင်မိခင်ရဲ့ဝမ်းထဲမှာပထမဆုံးတရေစိတ်ကလေးပေါ်တဲ့အချိန်လေးကိုကလလလို့ခေါ်တယ်ကလလရေကြီးဆိုတာအမတန်သေးတဲ့အဆက်အပြောက်ကလေးမိုက်ခရိုစကုပ်ထဲမှာကြည့်လို့ရတဲ့ substance ပေါ့အဲ့ဒါလောက်ထအောင်သေးတယ်ပေါ့မိုက်ခရိုစကုပ်ထဲမှာကြည့်လို့ရတယ်အဲ့ဒီအသေးလေးထဲမှာဒီလူတွေရဲ့ဘဝဟာစတင်တယ်အဲ့ဒီလိုစတင်တဲ့အခါမှာကံတရားရဲ့စွမ်းအားနဲ့အဲ့ဒီကလလလို့ဆိုရယ်ရေကြီးလေးဖွဲ့စည်းပြီးတော့တီးနေတာပရိသေစိတ်ရှိတယ်အဲ့ဒီစိတ်နဲ့ရှင်တွဲလာတဲ့စိတ်ကိုမိဖြစ်တဲ့နန္တရားတွေရှိတယ်အခြေခံယုံမျိုးစိတ်က30ရှိတယ်30ဆိုတာခန္ဓာကိုယ်ရဲ့အခြေခံဖြစ်တဲ့ကာယ body ရဲ့အခြေခံဖြစ်တဲ့ယုတ်က10ယုတ်10ခုအမှန်တန်သေးပြီမဲ့လို့သူ့ရဲ့ဒီသဘာဝတရားတွေဟာပြည့်စုံတယ်10မျိုးလို့ခွဲလို့ရတယ်နောက်တစ်ခါခန္ဓာကိုယ်ရဲ့အသက်သုံးဖို့သွေးသားဖြန့်ဖြူးဖို့တဲ့အမတန်မှအရေးပါတဲ့နှလုံးသားနဲ့ပတ်သက်တဲ့ယုတ်က10ခုပြီးတဲ့အခါကျတော့ဖိုးမျိုးစိတ်မာမျိုးစိတ် femininity masculinity လို့ခေါ်တယ်ဖိုးမျိုးစိတ်မာမျိုးစိတ်ယုတ်က10ခုအဲယောက်ျားဆိုလို့ရှိရင် masculinity ယုတ်30ယုတ်10ယုတ်မျိုးသမီးဖြစ်မဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် femininity ယုတ်က10ယုတ်အလုံးပေါင်းလိုက်တော့ကလလရေကြီးဆိုတဲ့အထဲမှာ material quality 30ရှိတယ်လို့တွေ့ရခဏအဲ့ပထမဆုံးမှာ
embryology မှာကြည့်ရင်လည်းပဲဒီပုံစံနဲ့ develop ဖြစ်လာတာပဲအဲ့တော့မြတ်စွာဘုရားကဒီဟာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတည်းကဟောခဲ့တာဒီကနေ့သိပ္ပံဆရာတွေတောင်မှပဲအံ့ဩတုန်လှုပ်အံ့ဩသွားကြတယ်ဒီလိုဟောတာဘာလို့အံ့ဩသွားလဲဆိုဘုန်းကြီးတို့ဘာလင်မြို့မှာအဘိဓမ္မာသင်တန်းသွားပို့ချမှာဂျာမန်ကြီးတယောက်ကဘေးကုန်းမေးကျင်တယ်ဆိုပြီးတော့ချိန်သီးသန့်တောင်းပြီးတော့ဘုန်းကြီးစီလာပြီးတော့မေးကုန်းမေးတယ်အဲ့သူမေးကုန်းမေးတဲ့ထဲမှာဒီ embryology နဲ့ပတ်သက်တဲ့မေးကုန်းလေးတွေမေးတော့ဒါမြတ်စွာဘုရားကိုယ်တိုင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလူဘဝစတင်လာပုံကိုပထမံကလလံဟောတိကလလာဟောတိအဘုဒ္ဓံအဘုဒ္ဓံဇာယတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်လို့ဟောတာကတော့လူသားကိုဟောတာမဟုတ်ဘူးလို့ဘလူးတကောင်ကမေးခွန်းလာမေးလို့နတ်ဘလူးတကောင်ကိုဟောတဲ့တရားစကားပဲလို့လူရဲ့ဘဝဟာကလလရေကြီးကစပဲကလလရေကြီး9ရက်ပြည့်တဲ့အခါကျတော့ပထမံကလလံဟောတိကလလဟောတိအဘုဒ္ဓအဲ့ဒီရေကြီးလေးကအမြုပ်ကလေးတွေဖြစ်လာတယ်ဒါ embryology မှာပုံပြထားတာတွေနဲ့တစ်ထပ်သေးလို့ပဲကြားတယ်နော်အဘုဒ္ဓဇာတိပေတိဆိုပြီးတော့အနှစ်ကလေးဖြစ်လာတယ်နောက်တတိကလေးလို့အနှစ်ကလေးဖြစ်လာနောက်တစ်ပတ်နဲ့သွားတာသူကတခုကိုတစ်ပတ်အချိန်ထားတယ်ယတ္တတတစ်ပတ်စီကလလာကယတ္တတတစ်ပတ်အဘုဒ္ဓကယတ္တတတစ်ပတ်ပေတိကယတ္တတတစ်ပတ်အပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံးခဲလေးပြီးပြင်းဖြစ်လာတယ်ခဏပတာခာဇာယန္တိအဲ့ဒီအတုံးခဲလေးဖြစ်လာတဲ့နေရာမှာပတာခလို့ခေါ်တဲ့ခက်မ9ပြာဘူးလေး9ခုထွက်လာတယ်ဘူးလေး9ခုဆိုတာလူမှာအတက်ကလေးတွေပေါက်လာမှာခေါင်းပေါက်မဲ့နေရာရှိတယ်လက်နှစ်ဖက်ပေါက်မဲ့နေရာရှိတယ်ခြေနှစ်ခုပေါက်မဲ့နေရာအမြီးတော့မပါဘူးအဲ့ထဲမှာနော်တိရစ္ဆာန်ဆိုရင်တော့အမြီးပါမှာပေါ့အဲ့တော့အဲ့လိုဘူးလေး9ခုထွက်လာတာပတာခပြီးတဲ့အခါကျတော့လူတဏ္ဍမှာသဗ္ဗင်တို့အမွှေးတို့ဘယ်ချိန်ကစပေါ်တယ်ဆိုတာကိုပဲသူကတတ်မတ်ပြထားရှိတယ်မျက်လုံးကဘယ်လောက်ကျမှစတယ်ဆိုတာတတ်မှတ်ထားအင်္ဂလန်မှာနေတဲ့ဒေါက်တာနေဝင်းဆိုတဲ့တခါကြီးက embryology နဲ့ပတ်သက်တာ fetus အဆင့်မှာသူတို့စေသိပ္ပံနဲ့မှာတဲ့ဒီဇဝေနေပါတွေပေါက်တာကိုစောစောကဖော်မပြဘူးတဲ့ခုနောက်ပိုင်းမှာတွေးရှိချက်အရာဆိုလို့ရှိရင်သူပြောတဲ့ရဲပိုက်ဟာဘုန်းကြီးတို့အတိအကျမမှတ်မိဘူးသို့တော့ပါဠိစာပေထဲမှာအထက်ကရာကျမ်းကြတော့ထပ်ပြီးတော့ရှင်းထားတာရှိတယ်အဲ့ဒီရဲပိုက်